ကိုကျင်တရားတွေနဲ့ပတ်သက်ပြီးတော့လူမှလူပိသအောင်လူနဲ့ထိုက်တန်တဲ့၅ပါးသီလအခြေခံတဲ့အဆုံးအမတွေရှိဘူးလားရှိပါဗျာယဟန်မှာယဟန်နဲ့ထိုက်တန်တဲ့အဆုံးအမ229သွယ်သောသိက္ခာပုဒ်တွေမရှိဘူးလားရှိပါဗျာဒီဒါတွေအခြေခံပြီးတော့သီလကျင့်ဝတ်တွေမှာမြတ်စွာဘုရားကဘယ်လောက်ထိအသေးစိတ်သင်ခဲ့သလဲဆိုတော့စာနီတောက်နီသွားနီလာနီနေနီထိုင်နီဝတ်နီယုံနီနေရာတိုင်းမှာနီးစနစ်ကြအောင်နေတတ်ထိုင်တတ်သွားတတ်လာတတ်စားတတ်တောက်တတ်ကြံတတ်စီတတ်ပြောတတ်ဆိုတတ်လုပ်တတ်ကြင်တတ်ဟောနေရာတိုင်းမှာစီကံရှိအဲ့ဒီစီကံကျင့်ဝတ်တွေကိုဆုံးမခဲ့တာသီလသာသနာသီလဆိုတာတို့၅ပါးသီလလောက်ပဲထင်မနေနဲ့မိဘကိုမိဘတွေစောင့်ထိန်အပ်တဲ့သီလသားသမီးကိုသားသမီးတွေကျင့်ရမယ်ကျင့်ဝတ်သီလမိဘဝတ်သားသမီးဝတ်ဆရာဝတ်တပည့်ဝတ်အကြီးအကဲဝတ်နောက်လိုက်ဝတ်ခေါင်းဆောင်ဝတ်နောက်လိုက်ဝတ်နေရာတိုင်းမှာအသီးသီးကြောင်းစိတ်အောင်သင်ထားပေးခဲ့တဲ့သီလသာသနာအခုမြန်မာနိုင်ငံသာသနာဆုတ်ယုတ်နေပါတယ်လို့ပြောတာကအခုမင်းတို့ကိုယ့်ပတ်ဝန်းကျင်ကိုကိုယ်ပဲသုံးသပ်ကြည့်သီလကျင့်ဝတ်စောင့်ထိန်တဲ့လူနဲ့မစောင့်ထိန်သူဘယ်ရင်းကများစောင့်ထိန်ဖို့နေတာသိတော်မသိဘူးဘောပေါလို့နော်ကောင်းပြီအဲ့တော့သီလလည်းဆုပ်ယုပ်နေပြီတမာတိဟောဒီကျင့်ဝတ်သီလတွေကိုဘယ်လိုလောကဓာတ်မျိုးကြုံကြုံဘုခင်ဗျားတို့ကျွတ်တို့မှာဒီလူလောကထဲမှာကျင်လည်ပေါက်ဖွာလာပြီဆိုရင်လောကဓာတ်၈ပါးမလွဲမသွေကြုံဆုံရလောကဓာတ်၈ပါးလွတ်တဲ့လူဆိုတာရှိပါဗျာဒါမို့လို့လောကကိုလောကနောက်ကိုလောကဓာတ်ကလိုက်နေတယ်တဲ့လောကဓာတ်နောက်ကိုလည်းလောကကလိုက်နေတယ်တဲ့ဒါနောက်မှရှင်းပြမယ်အဲ့တော့လောကဓာတ်၈ပါးနဲ့ကြုံတဲ့အခါမှာစောင့်ထိန်ရမယ့်ကျင့်ဝတ်သိက္ခာတွေကိုမယိမ့်မယိုင်မတိမ်မဆောင်မကွေ့မကောက်ပဲဖြောင်းဖြောင်းမတ်မတ်ခိုင်ခိုင်မာမာတည်တည်တတ်တတ်စောင့်ထိန်တာကိုတမာတိလို့ခေါ်တယ်အဲ့တော့အဲ့ဒီလောကရန်တွေကိုရင်ဆိုင်နိုင်မဲ့နိလန်းတွေစီကံတွေရသော်ဗျာဆုံးမထားခဲ့တာမရှိဘူးလားရှိပါဗျာအဲ့ဒါတမာတိသာသနာဒါမှတ်ထားပါသာသနာရမ်းអော်နေတဲ့ဂဂနနာသိတယ်လို့ရှားပါနောက်ပညာသာသနာပညာဆိုတာလောကီရေးရကြီးပွားရေးလောကီစီးပွားအတွက်ဥစ္စာဒနာပြည့်စုံဖို့ဒါပရိုဖက်ဆာကြီးတွေဒေါက်တာဘွဲ့ကြိုက်တာယူထားလမ်းဆုံးအောင်ဘယ်သူမှမသိဘူးမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသာလျှင်တရားပညာဆုံးခန်းတိုင်အောင်သိတယ်အဲ့တော့လမ်းဆုံးထိပညာတွေမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးပေးထားခဲ့တယ်အဲ့ဒါကိုပညာသာသနာရှင်းလားအဲ့ဒါကိုပဲဦးဇင်းတို့တော်ကောင်းတို့ကဗုဒ္ဓမြတ်စွာရဲ့အဆုံးအမကိုယုံကြည်စွာလိုက်နာကျင့်ဆောင်ကြတဲ့ဗုဒ္ဓဘာသာဝင်ဖြစ်ခံယူထားကြတယ်ဆိုရင်ခင်ဗျားတို့ကျွတ်တို့မလွဲမသွေကျင့်ဆောင်ရမယ်တရားတွေကသီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာလို့ဆိုတယ်နော်သီလအကျင့်သမာဓိအကျင့်ပညာအကျင့်ပြန်ပြောသီလအကျင့်သမာဓိအကျင့်ပညာအကျင့်အဲ့ဒီအကျင့်ကိုပဲတရားလို့နာမည်ပေးရင်သီလတရားသမာဓိတရားပညာတရားဟောဒီတရားတွေဟာအလိုလိုခမည်းတော်ကျုပ်တို့တဏ္ဍာမှာဗုဒ္ဓဘာသာခံယူလိုက်တာနဲ့ပြည့်စုံသွားမှာလားဖြည့်ကျင့်ယူရမှာလားဖြည့်ကျင့်ပါပါဘုရားသိကြပြီနော်သိပါပါဗျာအဲ့တော့မှတ်တာမြတ်စွာဘုရားကိုပူဇော်မယ်ခုနဘာနဲ့ပူဇော်မလဲဆိုတော့တရားနဲ့ပူဇော်ပါမယ်ဘုရားလို့အားလုံးမဖြစ်ဘူးလားဖြစ်ပါဗျာပြီးတော့ဘယ်တရားနဲ့ပူဇော်မလဲလို့မေးရင်ဘယ်လိုဖြစ်မလဲ
သီလတရားသမာဓိတရားပညာတရားမထနောက်ကိုကာကနနဖြစ်နေအောင်လို့ဗျံပရာအုတ်ကြားမြတ်ပေါက်တလီကဝဝယုံသုံးကဘယုတ်ဒုက္ခဘုရားဘာသာမဖြစ်စေနဲ့ဘာနဲ့ပူဇော်မလဲဆိုရင်တရားနဲ့ပူဇော်မယ်ဘယ်တရားနဲ့ပူဇော်မှာလဲမမီပြီနော်ဟုတ်ဘယ်လိုပူဇော်မလဲကြည့်နော်မြတ်စွာဘုရားကိုပူဇော်တဲ့နီးတိက္ခာ၃နီးရှိအဲ့ဒီ၃နီးကဘာလဲဆိုရင်ပရိယတ္တိသာသနာပရိပတ်တိသာသနာပရိဝေဒသာသနာနင်တို့ကြားဘူးလားကြားပါဗျာပြန်ပြောကြည့်စမ်းတကယ်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုဟောဒီသီလသမာဓိပညာတရားတွေနဲ့ပူဇော်တော့မယ်ဆိုရင်ဘယ်လိုပူဇော်ရမလဲဆိုတော့ပရိယတ္တိသာသနာသာသနာမြတ်စွာဘုရား၏အဆုံးအမသီလသမာဓိပညာတရားတို့ကိုပရိယတ္တိသိအောင်ပြုခြင်းဖြင့်ပူဇော်ရမယ်။ဗါတဲ့ဘာသိအောင်ပြုရမှာမြတ်စွာဘုရားဤသီလသမာဓိပညာအဆုံးအမတရားတို့ကိုသိအောင်ပြုခြင်းဖြင့်ပူဇော်ရမယ်ပြန်ပြောငါပြင်းနေဘယုဒုက္ခဗျံပရာတိုင်းပြီဆိုတာတကယ်ကလေးကဝရနေတဲ့တိုင်းဒီတိုင်းပြည်ကိုငါဘလို့ကဲရမှမသိတော့တဖြည်းဖြည်းစိတ်တကြလူတွေကဗျံပရာဘယုဒုက္ခတလောက်လွယ်လေးပြောတာကိုဒါလေးမမှတ်နိုင်ဘူးမြတ်စွာဘုရားဤအဆုံးအမသီလသမာဓိပညာတရားတို့ကိုသိအောင်ပြုခြင်းဖြင့်ပူဇော်ရပါမယ်ဘုရားဒီလောက်လေးမှပြောနိုင်ဘူးလားပြောနိုင်ပြန်ပြောညီရကောင်းမှဖိမရကောင်းမှစောင့်ရှောက်ရကောင်းမှမသိတော့အလုအရဲ့ဘယုတ်ဒုက္ခတိုင်းပြည်ဆိုတာအဲ့ဒါပြောတယ်ဘယ်နေရာမှစီကံမရှိဘယ်နေရာမှအသိပညာမရှိတော့လမ်းပေါ်မှာလည်းတိုင်းသေနေတဲ့မသားကြီးကိုမကြီးနိုင်ဟုတ်လားမဟုတ်လားဆိုင်ကယ်စီးတယ်ဒီဆိုင်ကယ်စီးရင်လမ်းစုံလမ်းကွဝင်ရင်ထွက်ရင်သတိရှိရမယ်ရပ်ပြီးကြည့်ရမယ်ကြည့်ပြီးအနေနဲ့ကိမထွက်မသိဘူးသူ့မေလင်ဖောက်ထားတဲ့လမ်းကြနေတာပဲဝုန်းကနေထွက်တိုင်းကနေသိအကုန်ဗျံပရာလှုပ်ချင်လို့နေကြကိုယ်ဆိုင်ကနောက်ပြီးလင်းလားမလင်းလားလည်းမသိဘူးကိုယ့်ကိုသူများမြင်လားမမြင်လားလည်းမသိဘူးကိုယ်ရှိန်ဘယ်လောက်ရှိနေမှလည်းမသိဘူးနေရာတိုင်းအခုလည်းဒီအဖြေလေးဖြေတာကိုမညီနိုင်တယောက်တစ်ပေါက်တယောက်အတန်လေးစောင့်ပြီးညီအောင်ပြောလို့မရဘူးလားရဘူးလားဆိုရပါတယ်ခင်ဗျာရပါလို့မပြောတော့အဲ့အသိဉာဏ်ခေါင်းပါတာဉာဏ်ပညာနေတာစိတ်ဓာတ်အောက်တန်းကြမှတ်တာအဲ့ဒါတွေမပြင်နိုင်မဲနဲ့မင်းတို့ဘယ်တော့မှငြိမ်းအေးတဲ့ဘဝကိုမရငြိမ်းအေးတဲ့တိုင်းပြည်ငြိမ်းအေးတဲ့နိုင်ငံမဖြစ်နိုင်အဲ့လိုပြောရင်နိုင်ငံရေးလို့ပြောကြတယ်ဘောပေါက်တယ်နော်အဲ့တော့အလုံးစိတ်ညီညွတ်ငြိမ်းချမ်းမှန်ကန်ကိုယ်စိတ်ကိုအလုံးတိဆောက်ကြဖို့လိုအပ်တယ်လို့ဒီနေ့အလုံးမှတ်သွားပါအဲ့တော့အလုံးကိုယ်စင်းတို့မြတ်စွာဘုရားကိုတရားနဲ့ပူဇော်မယ်ဘယ်တရားတွေနဲ့ပူဇော်မှလဲလို့မေးရင်သီလတရားသမာဓိတရားပညာတရားဘယ်လိုပူဇော်ကြမှလဲဆိုနံပါတ်1မြတ်စွာဘုရားဤအဆုံးအမသီလသမာဓိပညာတရားတို့ကိုသိအောင်ပြုခြင်းဖြင့်ပူဇော်ရပါမယ်ဗျာ
မှတ်မိလားသီလအကြောင်းမသိပဲနဲ့သီလစောင့်ထိန်မှုတွေမှန်မှန်ကန်ကန်လုပ်ပါမလားမလုပ်ဘူးဒီနေ့အားလုံးကျင့်ဝတ်သိက္ခာတွေပြည့်နေတာသီလတန်ဖိုးကိုမသိတော့ဦးဇင်းတို့တိုးတက်နေတဲ့ငြိမ်းချမ်းနေတဲ့သာယာနေတဲ့တိုင်းပြည်တွေအများကြီးရောက်တယ်သူတို့ကိုကြည့်လိုက်တယ်သူတို့ကဗုဒ္ဓဘာသာတွေမဟုတ်ဘူးဗုဒ္ဓရဲ့ဒီလိုအဆုံးအမတွေစနစ်တကျသူတို့မှမရှိဘူးဒါပေမဲ့သူတို့ပညာရှိသူတို့နိုင်ငံကိုသူတို့ဘယ်လိုစည်းကမ်းရှိအောင်တည်ဆောက်ရမလဲသူတို့ရရွာသူတို့မြို့နယ်ကိုဘယ်လိုစည်းကမ်းတကျတည်ဆောက်ရမလဲသူတို့သိတယ်စည်းကမ်းရဲ့တန်ဖိုးကိုသိတယ်စည်းကမ်းကိုလူတိုင်းလိုက်တာမြို့ကြီးသားဖြစ်ဖို့မြို့စည်းကမ်းလိုက်နာရမယ်နိုင်ငံကြီးသားဖြစ်ဖို့နိုင်ငံစည်းကမ်းလိုက်နာရမယ်ရွာသားတစ်ယောက်ဖြစ်ဖို့ရွာစည်းကမ်းလိုက်နာအခုတို့ရွာတကြီးလုံးတဲ့ကောင်းတော့ရွာစည်းကမ်းဘာမှမသိအုတ်ပြမြက်ပေါက်စိန်ငောင်းနဲ့ဗျံပရာရွာလူကြီးကွဲ့စည်းထားတဲ့တိုင်းပြည်ဘယ်နည်းမှကောင်းတယ်မရှိဘူးရွာလူကြီးတစ်ယောက်ရဲ့တာဝန်ဘာမှရွာလူကြီးမသိတွေ့တဲ့ကောင်ကောက်ခံထားတာဟုတ်တော့ပါလားအဲ့လိုပြောရင်ငါနိုင်ငံရေးဘုန်းကြီးပြောရောနော်ပြောမင်းတို့ပြောကြရပြောငါလည်းကိစ္စဆိုင်ဘူးငါလုံးဝမဲ့လို့ငါလုံးအဲ့တော့မင်းတို့ဗုဒ္ဓဘာသာဖြစ်ပြီးတော့မှသီလတန်ဖိုးမသိတာတော့ရှက်เสียကောင်းတာခုသီလကိုတန်ဖိုးထားအကောင်းမှမသိတော့ဘယ်သူမှကျင့်ဝတ်သိက္ခာကိုအလေးမထားဘူးအဲ့တော့ဘုရားကိုပူဇော်မယ်ဘုရားပွဲကြီးတွေလှုပ်ပွဲတွေလမ်းတွေငှားနော်လောင်ကစားဝိုင်းတွေထက်အရက်ဆိုင်တွေထက်ပညာတန်ဖိုးလဲဒီတော့သီလသမာဓိပညာအကြောင်းရှင်းဥစွာသိဖို့ငါတို့လိုအပ်တယ်လို့မှတ်ထားဟုတ်ကလားအဲ့တော့တို့သိဖို့လိုအပ်မလိုအပ်သိအောင်လုပ်ပြီးတော့ပူဇော်မယ်ဆိုတော့အခုတရားနာတယ်ဆိုတော့မလုပ်ဖို့သိဖို့လာကြတာအခုဒီနေ့မြတ်စွာဘုရားကိုငါတို့သိအောင်လုပ်ချင်းဖြင့်မလုပ်တာပူဇော်နေတာရှင်းလားနောက်တစ်ချက်ပฏิပတ်တိသာသနာပฏิပတ်တိဆိုတာကျင့်တာသာသနာမြတ်စွာဘုရားရဲ့အဆုံးအမသီလသမာဓိပညာတရားတို့ကိုပฏิပတ်တိသိသိအတိုင်းကျင့်ခြင်းနဲ့ဗါလဲသီလသမာဓိပညာတွေကိုသိတဲ့အတိုင်းအခုတော်အောင်လို့ရိုးရိုးလေးပြောရင်သူများသက်တတ်တာကုသိုလ်လားအကုသိုလ်လားအကုသိုလ်ပါဗျာနန်းကင်းနေပို့ကြတော့မြေပဲကင်းနေပို့ကြတော့သာရုပ်ဗျာမူသားပြောတာကုသိုလ်လားအကုသိုလ်လားအကုသိုလ်ပါဗျာမသိဘူးလားသိပါတယ်ဗျာသိတော့သိပါတယ်နင်တို့ဒီတိုင်းစကားမပြောကြဘူးလားပြောတော့မူသားကင်းအောင်ဂယုတစိုက်စီမံပြီးပြောသလားရေလိုက်ငန်းလိုက်ပဲပြောချင်လားဒုက္ခကြီးပွားအောင်မယ်တိုးတက်အောင်မယ်ချမ်းသာအောင်မယ်အောင်မြင်အောင်မယ်ဗျာသိတာတခြားရှင်းတာတခြားအဲ့တော့ပရိပတ်တိဆိုတာသိတဲ့အတိုင်းရှင်းခြင်းဖြင့်ပူဇော်ရမယ်ပြန်ပြောရှင်းဥစွာသိအောင်လုပ်ရသိပြီးရင်သိတဲ့အတိုင်းရှင်းပြဆိုလို့မှတ်တာနော်ရှင်းဥစွာဘာတွေသိရမလဲသီလအကြောင်းလည်းသိရမယ်ဘယ်သီလတွေစောင့်သိရမလဲဘယ်ကျင့်ဝတ်တွေလဲလူပိသဖို့ယောက်ျားလေးဆိုရင်ယောက်ျားကောင်းပိသဖို့မိန်းကလေးဆိုရင်မိန်းမကောင်းပိသဖို့မိဘဆိုရင်မိဘကောင်းပိသဖို့ဆရာဆိုရင်ဆရာကောင်းပိသဖို့တပည့်ဆိုရင်တပည့်ကောင်းပိသဖို့သာသမီနေရာကနေသာသမီကောင်းပိသဖို့ကျင့်ဝတ်သိက္ခာတွေရှိဘူးလားရှိပါရဲ့ဗျာအဲ့ဒီကျင့်ဝတ်သိက္ခာသိအောင်လုပ်ရ
မိမိရောရောပေါ်ပေါ်ဆဆမနေအောင်သိပြီးရင်မလို့သိတဲ့အတိုင်းကျင့်သိပြီးကျင့်ရမှလို့ဒီတိုင်းပေါ်ပေါ်ဆဆမဟောနဲ့ဘယ်လိုပါဇက်ကလေးနဲ့ပေါ်ပေါ်ဆဆဘယုဒုက္ခလုံးသွားတယ်ဒီနာတောင်တစ်လုံးရောရင်အိမ်ရောက်ရင်ကြားမှကြံမှာဟမ်ကျင့်ဘယ်လိုကျင့်မလဲသိတဲ့အတိုင်းကျင့်ရကျင့်ပြီးရင်ပฏิဝေဒသာသနာသာသနာမြတ်စွာဘုရားကြီးအဆုံးအမကိုပရိဝေဒကိုတော်တော်တို့တရားကျင့်ကြတယ်ဆိုတာတည်ငါတခဏအတွက်ကျင့်တာလားဘယ်အတွက်ကျင့်တာအဲ့ဒါနဲ့ပတ်သက်ပြီးဦးဇင်းကမင်းတို့သိတဲ့ကြအောင်မေးအောင်ကိုဦးဇင်းတို့သူတော်ကောင်းတို့ကိုးကွယ်တဲ့ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးမှာအဆုံးပန်းတိုင်ရှိမရှိရှိပါဘူးရှိတယ်နော်တို့တွေရဲ့လမ်းဆုံးအဆုံးပန်းတိုင်ဟာပါလေအဲ့ဒါဒီသီလအဓိစိတ်ဓာတ်အဓိပညာငါတို့တဏ္ဍာမှာခိုင်မြဲတဲ့သီလဘယ်သောအခါမှမပြောင်းမပြတ်မကွယ်တော့မဲ့သီလအဓိစိတ်ဓာတ်ငါတို့ဤမယိမ့်မယိုင်ကြောက်စာတိုင်းကဲ့သို့ခိုင်မြဲသောသာသနာတော်ကိုအကျွမ်းမဲ့ယုံကြည်ခြင်းတရားတော်တို့ကိုအကျွမ်းမဲ့ယုံကြည်ခြင်းကျင့်ဝတ်သိက္ခာတို့ကိုအကျွမ်းမဲ့ယုံကြည်ခြင်းဘယ်လိုလောကရန်မျိုးခုနကမင်းတို့ဇီဝိတံဆဆမာနောပိဆိုပြီးဆိုသွားတာမရှိဘူးလားကိုယ်တက်ပင်ဆွံ့ရလာတော့လေကိုယ်တိလာမဆွံ့တော့ဘူးကိုယ်တရဏဂုံမဆွံ့တော့ဘူးဆိုတာအဲ့ဒါအဓိစိတ်ဓာတ်ခိုင်မြဲသောတမာတိခိုင်မြဲတဲ့သီလခိုင်မြဲသောတမာတိခိုင်မြဲသောပညာဘယ်စာအုပ်ထဲကရေးထားလို့မှမဟုတ်ဘူးဘယ်ဆရာတော်ပြောလို့မှမဟုတ်ဘူးကိုယ်ပိုင်ဉာဏ်နဲ့ကိုယ်တိုင်သိထားတဲ့အခိုင်အမာပညာကြီးဆွဲမြဲအောင်ဒီသုံးပါးဆွဲမြဲဖို့ဟာခင်ဗျားတို့ကျွတ်တို့ရဲ့ပန်းနိုင်နိဗ္ဗာန်ရမ်းအောင်နေတယ်မင်းတို့ရမ်းအောင်နေတဲ့အတွက်ပန်းနိုင်ပြောင်းတယ်ရှင်းလားတနေ့နဲ့တနေ့ငါတို့ဘဝတွေကသီလခိုင်မြဲလားတမာတိခိုင်မြဲလားပညာခိုင်မြဲလားမင်းတို့မှန်မှန်ကန်ကန်လမ်းစဉ်ကိုကြည့်မှမင်းတို့ပန်းနိုင်ရောက်မှာသဘောပေါက်ပါလားဒါပေမဲ့ငါတို့ပန်းနိုင်ရပါလေဒီသီလအဲ့ဒါတော့တို့စကားမဟုတ်တို့အရက်ထဲရစကားနဲ့ပြောမယ်ခိုင်မြဲသောသီလခိုင်မြဲသောတမာတိခိုင်မြဲသောပညာပြောတို့ဘုရားဘာသာဝင်အားလုံးရဲ့ပန်းနိုင်ရပါလေခိုင်မြဲသောသီလခိုင်မြဲသောတမာတိခိုင်မြဲသောပညာပါဗျာဒါကြောင့်ပရိဝေဒသာသနာဆိုတာအဲ့ဒီကျင့်နေတဲ့သီလသမာဓိပညာကျင့်စဉ်တွေကိုကိုယ်တဏ္ဍာမှာခိုင်မြဲသွားအောင်ဆိုတာကျင့်တဲ့အတိုင်းသာဝရဆောင်ထားနိုင်ဟောတရားဆောင်နိုင်သူမှအောင်နိုင်သူပြန်ပြောမင်းတို့ရထားတဲ့ဘဝလေးကိုအောက်တန်းစားဖြစ်ချင်လားအထက်တန်းစားဖြစ်ချင်လားယုံညံ့သူဖြစ်ချင်လားမြင့်မြတ်သူဖြစ်ချင်လားတန်ဖိုးမဲ့သူဖြစ်ချင်လားတန်ဖိုးရှိသူဖြစ်ချင်လားဘယ်တော့အထက်တန်းစားဖြစ်မလဲသီလသမာဓိပညာခိုင်မြဲသွားမှအထက်တန်းစားပုဂ္ဂိုလ်တွေဖြစ်မှာသီလသမာဓိပညာမြဲမြံသွားမှတန်ဖိုးရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်မှာနားလည်မလားဒီလိုသိရောင်ကတက်ရောင်ကသိတယ်လို့တတ်တယ်လို့နဲ့ဆရာကလည်းဂဂနာမသိတပည့်ကလည်းပေါက်ပြောင်မလုပ်ဗျံပရံနေလာတာတော်တော်ကြာသွားပြီဒီတိုင်းမှာရှင်းလားအဲ့လိုနေခဲ့ကြတဲ့အတွက်အခုဝယုံဒုက္ခတိုင်းပြီဝယုံသုံးကတိုင်းပြီပေါက်လို့ပေသာတိုင်းပြီဖြစ်နေဘယ်အရာမှနီးစနစ်တကျတိဆောက်နိုင်ခြင်းမရှိပါဘူးဗျာသဘောပါလားအဲ့တော့ဒီတိုင်းပဲသွားမလားအကောင်းဆုံးဖြစ်အောင်လုပ်မလားမေးလိုက်ရင်တော့ထက်တန်းစားပဲဖြစ်ချင်တယ်မြင့်မြတ်သူပဲဖြစ်ချင်တယ်
တန်ဖိုးရှိအောင်ဖြစ်ခြင်းဘယ်လိုလုပ်မလဲကိုမင်းတို့ပြောခဲ့ပြီတိအောင်လို့နေ့ဒီရဲ့သုံးကျင့်တဲ့အတိုင်းဆောင်ထားဟေ့ငါမပြောမနေတော့မပြောတတ်ဘူးဟမ်သူတို့တရားစခန်းတွေပါလေဝင်ဘူးလားဝင်ပါဗျာဒီမှာတရားစခန်းဝင်ဘူးတဲ့လူတွေပါလားပါပါတယ်အေးဝင်ဘူးတဲ့လူတွေပဲပြောဖို့မဝင်ဘူးသေးတဲ့အုတ်ကြားမြက်ပေါက်ကလေးကဝတွေမပြောနဲ့နော်တရားစခန်းဝင်ပြီးအားထုတ်ဘူးတဲ့လူပဲဖြစ်ငါမေးမယ်တရားစခန်းသွားတယ်ဆိုတာဘာသာလုပ်ကြတယ်ဟမ်ဣဒ္ဓတော့မခုတ်တတ်တဲ့ကြောင်လို့ဘုန်းကြီးကြောက်တယ်နဲ့ကုတ်အိမ်လေးရောက်လာရောမနေတော့မပြောချင်ဘူးထမိတ်စွန်းတော်ဆွဲဝင်လာဟမ်ကျင့်တော့မကျင့်ဘူးလားသို့တော့ဆောင်းမထားဘူးတရားဆိုတာတည်ငါတခဏထီပေါက်ချင်မှဗရိထားစိတ်ရတဲ့အမျိုးမဟုတ်ဘူးဟေးနားလည်လားအနေကြုံလာမှပရိတ်ချရရတာမျိုးမဟုတ်ဘူးဟမ်အခုကသုံးပါးကြုံတော့မယ်ဆိုတော့မှအမလေးကြုံနေပါပြီခုမှကြုံတော့မှမဟုတ်ပါဘူးနင်တို့မသိလို့ပါနော်ဒုဗ္ဗိကန္တရာကခုဆင်းရဲငတ်မွတ်တဲ့ဘေးဒီလိုနိုင်ငံကြုံလားမကြုံဘူးကြုံနေတာနော်စားတဲ့အစာကအစိတ်သုံးရတဲ့အသုံးဆောင်ကလူစင်မမီတဲ့အသုံးဆောင်ဟိုတရုတ်ပြည်ကအရေးတွေးမမီတဲ့ပစ္စည်းတွေရဲ့နင်တို့စီမှာဗျံပရာဘယုတ်ဒုက္ခဝယုတ်ဒုက္ခတိုင်းပြည်ကိုလှုပ်ချင်တိုင်းအလုပ်ခံနေရဒုဗ္ဗိကန္တရာကနင်တို့ဆိုင်ရောဂန္တရာကနင်တို့စားတဲ့အစာဘယ်အရာမှအန္တရာယ်မကင်းမှတော့ယောဂပေါင်းစုံလည်းနင်တို့မှာအပြည့်အသက်ဘလောက်ရှိတယ်ပြောမနေနဲ့ဘယ်ရွယ်ရှိအစီပိတ်နေပြီသိတော့မှာစားလေအစာကစားအောင်စီကိုယ်စီကမြေပဲတဲ့နှမ်းကိုသူများထုတ်ရောက်စားအောင်စီဒီဘက်ကဆက်ပြချက်မဲ့စီကိုဆေးဆိုးပြီးနင်တို့စားနော်ဒါလည်းသိသိကြီးနဲ့ငုံခံနေရမတတ်နိုင်ဘူးလေမတတ်နိုင်ဘူးလေသိချင်းစိုးသိတကယ်ဘုရားမလားနိုင်လူယုံမာတွေယုံမာလို့ရနေတယ်ဆိုတာနင်တို့တွေအားလုံးငုံခံနေလို့ယုံမာလို့ရတယ်ဘောပါလားဒီရောဒီနာကလားဒီဟောအဲ့လိုလေးတော့လူဝချီထန်းကြီးអော်နေတာငါသိတယ်ဒီကောင်မလေးတွေငါအကုန်မှတ်ထားတယ်မနေ့ကဆရာတော်မអော်လို့နင်တို့ငေါ့ထားခဲ့တာဟုတ်ကဲ့လားအဲ့တော့ဒီနေ့ဝချီတန်းကြီးအောင်អော်ပေးနေကြတာငါသိတာပေါ့အဲ့တော့အခုမြတ်စွာဘုရားကိုဗာနဲ့ပူတော်မယ်တရားနဲ့ပူဘယ်တရားနဲ့တော့သီလတရားသမာဓိတရားပညာတရားဘယ်လိုပူတော်မလဲသိအောင်လုပ်ရမယ်ခုနတရားရိပ်တာပုဂ္ဂိုလ်နော်ရိပ်တာစိတ်နဲ့အိမ်စိတ်မတူဘူးဆိုရင်ဒီလူကတရားသွားအားထုတ်တယ်လို့ပြောလို့ကျင့်ပြီးရင်မလို့အောင်ကားရိပ်တာမှလည်းဒီစိတ်အိမ်မှလည်းဒီစိတ်သဘောပါသလားအမြဲတမ်းသတိလက်မလွတ်ပဲနဲ့စောင့်ထိန်နိုင်မှသာလျင်တရားကိုထာဝရဆောင်နိုင်မှအောင်မှာတရားမဆောင်နိုင်ရင်အဲ့တော့ဘုရားကိုပူဇော်ခြင်းနဲ့ဆိုရင်ဒီသီလသမာဓိပညာနဲ့မပူဇော်နိုင်ရင်တို့မြတ်စွာဘုရားကိုပူဇော်နိုင်ပြီလို့ပြောလို့ပူဇော်နည်းဘယ်နှနည်းလဲဒီသီလသမာဓိပညာတရားကိုသိအောင်လုပ်ရမယ်နှစ်သုံးမှတ်ပြီးသွားပြီနော်အဲ့တော့ဘုရားကိုဘယ်လိုပူဇော်ရမယ်ဆိုတော့သိပြီလားဟုတ်ပြီဘာနဲ့ပူဇော်ရမယ်ဆိုတာလဲအခုသူတော်ကောင်းတို့တွေတရားလန်နာတယ်ဆိုတာအခုတရားသိအောင်လုပ်တော့အခုသိခွင့်မရဘူးလားသိအောင်လုပ်ပြီးပူဇော်လိုက်ပြီနေ့အခုသူတော်ကောင်းတို့တွေတရားစနာပြီဆိုကြတဲ့တရဏဂုံ၃ပါးမဆောက်တည်ဘူးလား
ပါးသီလမခံယူဘူးလားသီလကျင့်ဝတ်တွေမကျင့်ကြဘူးလားကျင့်ခြင်းဖြင့်ခုပူဇော်နေရှင်းလားမူလနှစ်ဖြာလေးတစ်လုံးသိနေပဲရောက်တယ်သို့တော်ဒီထဲမှာသိအောင်ကားတွေပါပါတယ်မူလနှစ်ဖြာဆိုတာဘာနဲ့ပါသိအောင်ကားတွေထားအောင်စစ်စစ်ပေါ့ပေါ့ငါထားမေးဘာသိမှာမဟုတ်နော်အဲ့တော့အားလုံးအဲ့ဒီအဝိဇ္ဇာတဏှာအကြောင်းကောင်းကောင်းသိရင်လည်းပဲရောက်တယ်နိဗ္ဗာန်ရောက်တယ်ကြည့်ထားလိုက်တော့ခုဒီနေ့ဦးသိန်းကတော်ကောင်းတို့ရဲ့ဘုရားပုဇနိယပွဲနဲ့လျော်ညီစွာအခုပြောတဲ့ကာလပြောတဲ့စကားအပိုင်းခြားတစ်ခုအဖြစ်ပြောခဲ့ပြီတိတိကျကျမှတ်သွားဦးသိန်းသိချာပြောလိုက်မယ်ရသော်ဘုရားသာသနာဆိုတာသီလသမာဓိပညာအဲ့ဒီမြတ်စွာဘုရားရဲ့သာသနာတော်ကိုပူဇော်မယ်ဆိုရင်ဇီဒီကိုပဲပူဇော်နော်ဘုရားတရားသံဃာကိုပူဇော်ပြီးဟေးဆိုရင်အဲ့ဒီသီလသမာဓိပညာတရားတွေနဲ့ပူဇော်ရမိဘကိုကျေးဇူးဆက်ခြင်းနဲ့ဆိုရင်လေသီလသမာဓိပညာတရားနဲ့ကျေးဇူးဆက်ရမယ်သားသမီးကိုစောင့်ရှောက်ခြင်းနဲ့ဆိုရင်လေသီလသမာဓိပညာအမွေပေးပြီးတော့စောင့်ရှောက်ရမယ်နားလည်ပြီလားဆရာကိုကျေးဇူးဆက်ခြင်းရင်လေသီလသမာဓိပညာတရားတွေနဲ့ကျေးဇူးဆက်ရမယ်တပည့်ကိုစောင့်ရှောက်ခြင်းရင်လေသီလသမာဓိပညာတရားနဲ့စောင့်ရှောက်ရမှတ်မိပြီနော်အဲ့တော့ဘုရားကိုပူဇော်ဆိုတော့ဘာနဲ့ပူဇော်မှလဲလို့မေးရင်သီလတရားသမာဓိတရားပညာတရားဘယ်လိုပူဇော်မှလဲလို့မေးရင်ပရိယပရိပတ်ပရိဝေဒပရိယတိမြတ်စွာဘုရား၏အဆုံးအမသာသနာသီလသမာဓိပညာတရားတို့ကိုသိအောင်လုပ်ခြင်းဖြင့်ပူဇော်မယ်ကိုဘဝကိုတကယ်တန်ဖိုးထားတယ်ဆိုရင်နေ့စဉ်မြတ်စွာဘုရားအဆုံးအမကိုသိအောင်လုပ်အောင်ဒီနေ့တနေ့ကုံသွားပြီငါဘုရားအဆုံးအမဘာသိလိုက်လဲတလုံးမှမသိပဲတနေ့ကုန်သွားရင်အဲ့ဒီနေ့မြတ်သလားရှုံးတယ်အဲ့နေ့စဉ်ဘုရားအဆုံးအမကိုသိအောင်ကြိုးစားနေရရှင်းတယ်နော်ဓမ္မအဲ့ဒီနေ့ဟာမင်္ဂလာရှိတဲ့နေ့အဓိပ္ပာယ်ရှိတဲ့နေ့တို့ယဉ်ကျေးတဲ့တိုင်းပြည်တွေမှာမနေ့လင်းလာအိယာထားရင်အချင်းချင်းတွေ့တာနဲ့နှုတ်ဆက်တယ် Hello good morning how are you good morning မင်္ဂလာနဲ့ခင်းမှာမြန်မာလိုပြောရင်ဗာလဲဘယ်လိုလုပ်မှမင်္ဂလာနဲ့ခင်းဖြစ်မှာလဲအေးမင်္ဂလာရှိအောင်ပါလေလုပ်မယ်သီလသမာဓိပညာနော်အဲ့ဒီသီလသမာဓိပညာတရားတွေကိုသိအောင်လုပ်ရင်မင်္ဂလာရှိတယ်မနဲ့ခင်းမသိခဲ့ရင်မင်္ဂလာမရှိတဲ့နဲ့ခင်းဟုတ်ပလားအဲ့တော့အားလုံးသိထားမှာဒီမနေ့အိယာထားတာနဲ့ဘုရားရှင်ဆုံးမသိအောင်လုပ်အောင်သီလအကြောင်းသိရမယ်သမာဓိအကြောင်းသိရမယ်ပညာအကြောင်းတစ်ခုခုသိအောင်ကြိုးစားတဏီကုန်နေလို့တစ်လုံးမှမသိဘူးဆိုရင်ဒီနေ့တို့ရှုံးသလားမြတ်သလားငါဟာဒီနေ့တရားဆုံးမှတစ်လုံးမှမသိတဲ့အတွက်မြတ်သောနေခြင်းနဲ့နေခဲ့တာလားရုပ်သောနေခြင်းနဲ့နေခဲ့တာရုပ်ဆိုတာရုပ်ညံ့သောရုပ်နှိမ့်သောဟောရုပ်ညံ့တယ်ကောင်းတဲ့အလုပ်တွေမလုပ်နိုင်ဘူးမကောင်းတာတွေနဲ့နေတဲ့အတွက်ရုပ်ညံ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ရုပ်နှိမ့်တယ်ကိုမြင့်မြတ်အောင်မလုပ်နိုင်ခဲ့ဘူးတဖြည်းဖြည်းနှိမ့်ကျလာခဲ့တယ်ရှင်းလားအဲ့တော့လူဘဝကိုတန်ဖိုးရှိအောင်ဒီဆောက်ကြဖို့လိုအပ်မလိုအပ်အဲ့တော့ဒီနေ့ပိုင်ပိုင်နဲ့မှတ်သွားရသော်ဘုရားရဲ့တရားတော်တွေကိုသိအောင်လုပ်ခြင်းဖြင့်ပူဇော်မယ်သိပြီးရင်သိတဲ့အတိုင်းပါလို့ကျင့်ရမယ်ကျင့်ပြီးရင်ကျင့်တဲ့အတိုင်းကျင့်တဲ့အတိုင်းဆောင်တာဘုရားတို့တော်ကောင်းတို့မှာစောစောကပြောခဲ့တယ်လောကရန်တရားဘယ်နှပါလဲ7ပါးရှိတယ်ဟုတ်ကလားလာဘောအလာဘောယာသောအယာသောနေန္ဒာပတန္တာဒုက္ခဒုက္ခ
နော်လာဘောအလာဘောရသောရသောနိန္ဒမတဒုက္ခဒုက္ခလောကရန်တရားဘယ်နှပါးဒါပါဠိလိုသုံးသိပါဦးမြန်မာလိုပြောမယ်စီးပွားဖြစ်ခြင်းမဖြစ်ခြင်းဟုတ်ကလားစီးပွားဥစ္စာတွေရှာလို့ဖွေလို့လွယ်တဲ့အခါမရှိဘူးလားရှာဖွေမရတဲ့အခါရှိပါဗျာဒါလည်းရှာဖွေရတာလည်းလောကရန်ပဲမရတာလည်းလောကရန်နောက်အချွေရံကိုမှအပေါင်းအသင်းများတဲ့အခါလည်းရှိတယ်အပေါင်းအသင်းမရှိတကူတည်းဖြစ်နေတဲ့အခါလည်းချွေရံရှိခြင်းမရှိခြင်းတချို့ကအုပ်စုတောင်းရင်အနိုင်ရှင်းနေတယ်တကောင်တည်းဖြစ်နေရင်ကိုနဲ့လက်ကရောဟမ်ဒီလိုကောင်းနေမရှိဘူးလားရှိပါဗျာအခုအုပ်စုဖွဲ့ပြီးကန်ကျင်နေတဲ့လူတွေပေါ့တယောက်တပုံကြီးတယောက်ချင်းတွေ့ရင်ဟာငါကြီးအကိုကြီးရှုပ်ရှက်ကိုခံတာနော်အဖွဲလိုက်ဆိုပေါင်းပြီဒီလိုကောင်းနေအဲ့ဒါချွေရန်ရှိခြင်းမရှိပါဗျာနောက်ရှင်းမွန်ခံရခြင်းကဲ့ရဲ့ခံရခြင်းဟုတ်ကဲ့လားလူတွေရှင်းမွန်ခံရတာရောကဲ့ရဲ့ခံရတာမရှိဘူးလားရှိပါဗျာဒီလိုရှင်းမွန်ခံရတာကြိုက်လားကဲ့ရဲ့ခံရတာကြိုက်လာမယ်နောက်ဒီဘက်ကချမ်းသာခြင်းဆင်းရဲခြင်းဘယ်နှမျိုးလို့လလဘာရခြင်းမရခြင်းအချွေရန်အဘောခြင်းအချွေရန်မဲ့ခြင်းရှိမွန်ခံရခြင်းချမ်းသာခြင်းဘယ်နှပါလောကဓာတ်၈ပါးသည်တဲ့လောကသို့ရောက်၏တဲ့လောကသည်လည်းလောကဓာတ်၈ပါးနောက်သို့အစဉ်လိုက်၏တဲ့ဒီစကားအခုတော်ကောင်းတို့လူလောကကိုရောက်မလာဘူးလားအဲဒီလောကကိုရောက်ပြီဆိုကြတဲ့ကရင်ဘာပါလာတော့လောကဓာတ်၈ပါးပါလာပြီလားအဲ့တော့မင်းတို့ရောက်ရလောကကိုလောကဓာတ်၈ပါးကလိုက်လာမယ်လူဖြစ်ရင်လူအတွက်လောကဓာတ်၈ပါးနတ်ဖြစ်ရင်နတ်အတွက်လောကဓာတ်၈ပါးတိရစ္ဆာန်ဖြစ်ရင်တိရစ္ဆာန်အတွက်လောကဓာတ်၈ပါးပြည့်လို့မလို့ဘူးကြိုက်တဲ့လောကကိုရောက်လောကဓာတ်၈ပါးလွတ်တဲ့နေရာကောင်းပြီလောကနောက်သို့လဲလောကဓာတ်လိုက်ဤမပြောဘူးလားလောကဆိုတာအခုသူတော်ကောင်းတို့ကျင်လည်နေရတဲ့လောကနော်ကျောင်းဆရာဖြစ်ရင်ကျောင်းဆရာလောကတောင်သူဖြစ်ရင်တောင်သူလောကကုန်တယ်ဖြစ်ရင်ပွဲစားဖြစ်ရင်အင်ဂျင်နီယာဖြစ်ရင်အဲ့ကိုရက်တည်နေရတာလောကရက်တည်နေတဲ့လောကတိုင်းမှာဟောဒီလောကဓာတ်လွတ်သလားလောကနောက်သို့လည်းလောကဓာတ်လိုက်တယ်လောကဓာတ်နောက်ကိုလည်းလောကလိုက်လောကနဲ့လောကဓာတ်ဟာခွဲလို့ရှင်းလားနောက်ဆုံးကိုပြောမယ်ဒီမှာလူကြီးတွေလည်းပါတော့ဘုသူတ္တရအောင်မြတ်စွာဘုရားဖြစ်သွားတယ်ဆိုတော့ तू ကဘုရားလောကဟုတ်ကလားအဲ့တော့ဘုရားဖြစ်သွားတဲ့အကျိုးမရှိအနိုင်မဲ့ပုဂ္ဂိုလ်ကြီးတောင်ဒီလောကဓာတ်လွတ်သလားစာမှာတော့ဒီလိုရှိတယ်သုတ္တဝါအရိယတာဝကောနဲ့အသုတ္တဝါပုထုဇဏောမြတ်စွာဘုရားဒီလိုခွဲမိလိုက်တယ်သုတ္တဝါအရိယတာဝကောမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုကြားနာဘူးတဲ့ပုဂ္ဂိုလ်လူပညာရှိနဲ့အသုတ္တဝါပုထုဇဏောအကြမြင်မရှိတဲ့ပုဂ္ဂိုလ်နဲ့ပုဂ္ဂိုလ်နှစ်ယောက်လောကဓာတ်ကိုရင်ဆိုင်ပုံချင်းဘယ်လိုပွားကလေးတဲ့ကဲမင်းတို့ဘယ်လိုပြောဘယ်လိုသိတာကဲပြောညင်ကိုမင်းတို့လောကဓာတ်နဲ့ရင်ဆိုင်ပြီးမနေရဘူးလားဘယ်လိုရင်ဆိုင်နေကြပစ္စမရတာနဲ့ရတာဘယ်ဟာကြိုက်ဟောသာလို့နော်အပေါင်းအသင်းရှိတာနဲ့မရှိတာဘယ်ဟာကြိုက်ဟောသာလို့ချင်းမွန်ခါရတာနဲ့ကဲ့ရဲ့ခါ
ဟုတ်ပြီချမ်းသာတာနဲ့ဆင်းရဲတာဩဟုတ်ပြီဒါဖြင့်လိုချင်တာရရင်နေတို့ဝမ်းသာမလားဝမ်းနေမလားလိုချင်တာမရရင်အပေါင်းအသင်းတွေနဲ့အဆင်ပြေနေရင်အဆင်မပြေရှင်မွန်ကိုရှင်မွန်ခံရရင်ကဲ့ရဲ့ခံရရင်ကိုချမ်းသာစိတ်ချမ်းသာဖြစ်နေကိုဆင်းရဲစိတ်ဆင်းရဲဖြစ်နေအဲ့ဒါဗုဒ္ဓသာသနာတော်နဲ့မတွေ့တဲ့အတုတ္တဝါပုထုဇနောအကံအမိုက်တို့ရဲ့လမ်းစဉ်ပြီးရောခင်ဗျားတို့ကျုပ်တို့အတွက်ဘဝမှာအရေးကြီးဆုံးကပါပဲဝေရရေးနဲ့မရရေးဘယ်ဟာရေးကြီးတော့ဖြစ်မလီခုကြမှာကြောက်မှလည်းဖြစ်ငွေရဖို့နဲ့မရဖို့ဘယ်ဟာရေးကြီးတော့ဟုတ်ပြီအချွေရများဖို့နဲ့အချွေရနည်းဖို့နောက်လိုက်များတာမကြိုက်ဘူးလားဟုတ်ပြီရှီမွန်ခံရဖို့နဲ့ကဲ့ရဲ့ခံရဖို့ဟုတ်ပြီချမ်းသာဖို့နဲ့ဆင်းရဲဖို့အခုဒီနေ့မြန်မာနိုင်ငံသားအများစုအကုန်လုံးတော့မဟုတ်ဘူးမပြောဘူးဘာလို့အနိုင်မဲ့တို့ဗုဒ္ဓရှင်တော်မြတ်ဘုရားရဲ့အဆုံးအမရှိနေတဲ့တိုင်းပြည်ဖြစ်တဲ့အတွက်အဆုံးအမကိုသိတဲ့လူတွေမရှိဘူးလားရှိပါဗျာသိတဲ့အတိုင်းကျင့်နေတဲ့ပုဂ္ဂိုလ်တွေရောရှိပါဗျာကျင့်တဲ့အတိုင်းသာဝရဆောင်သိမ့်ချနိုင်တဲ့ပုဂ္ဂိုလ်တွေရောရှိတယ်လောကမှာအရိယာပုဂ္ဂိုလ်မစိတ်သုံးဘူးအဲ့ဒီမြတ်စွာဘုရားအဆုံးအမတိုင်းသဝေမတိန်ကျင့်ဆောင်သွားနိုင်တဲ့ပုဂ္ဂိုလ်သူတော်ကောင်းသူများလောင်းကြီးတွေကိုမဆိုးလို့နေတို့ငါတို့အားလုံးငါပါပါတယ်နော်ခုငါလည်းမင်းတို့တရားလာဟောတာရှိရတဲ့ကမာကြီးတွေတကာကြီးတွေထိုင်နေတယ်ကျုပ်ကိုနည်းနည်းလူတာနဲ့များများလူတာဘယ်ဟာကြိုက်မလဲသူတို့ထဲဆွဲသွင်းတာငါ့ကိုနော်တရားပွဲပြီးပြန်သွားလို့ငါ့ကိုများဘုန်းကြီးဟောတာကိုမတော်လို့ပြောတာလည်းဘာဟောတော့မသိဘူးကွာလို့ဘယ်ဟာပြောတာကြိုက်လဲချဲပေါက်တော့ပြုံနဲ့ချဲမပေါက်တော့ဟောပြန်အကျွေးရဘလို့စတော့ပါလားဒီလိုအားလုံးဒီနေ့မြန်မာနိုင်ငံသားရဲ့69%ရာခိုင်နှုန်းဒီနိုင်ငံဘာလို့ကြာရှုံးနေလဲဆိုတဲ့အဖြေကဒီမှာရှိတယ်မှတ်သားအဲ့ဒါအတုတ္တဝါပုထုဇနောတဲ့အကြမ်းမြင်မရှိတဲ့သူမိုက်သူရန်ကားတို့ရဲ့လမ်းစဉ်ပညာရှိသူတော်ကောင်းမြတ်စွာဘုရားရဲ့သားတော်တွေကလတ်လာပါးတွေရလာတဲ့အခါမှာလေအဲ့ဒီလတ်လာပါးတွေမြဲတော်တရားလားမမြဲတော်တရားကိုပိုင်သလားမပိုင်ဘူးခုနင်တို့ရှာကျင်တော့ရှာထားတဲ့စီးပွားသိရင်ကိုနောက်အဲ့ဒီစီးပွားနဲ့မအိုအောင်တာမနာအောင်တာမသေးအောင်တာမကွဲအောင်တာဒါဖြင့်ဒီစီးပွားရေးကအဓိကကြတာအခုအချွေရဘယ်တော့ဆွေမျိုးအတိုင်းဝိုင်းအချမ်းရံပေါ်သေရင်တယောက်ထဲသွားမှာရှင်းလားကိုခံစားရတဲ့ဒုက္ခတွေကိုကြံပတ်ဝန်းကျင်ကလက်တွဲပြီးခံစားပါလားကိုတယောက်တည်းခံစားဆွေရများခြင်းနဲ့ခြင်းလည်းသူ့အတွက်အရေးကြီးဘူးချင်းမောနာကဲ့ရတာလူတစုအတိုင်းဝိုင်းလေးတစ်ခုရဲ့အဆုံးဖြတ်ဘယ်အရာမှအမှန်တရားမရှိဘူးမလုပ်ဘူးသိက္ခာရှိဖို့အလုပ်လုပ်တယ်ရှင်းလားပညာမဲ့များကချင်းမွန်းခံခြင်းလို့အလုပ်လုပ်တယ်ဘွယ်ရဖို့တသိရဖို့လက်မှတ်ရဖို့
လာဘသက္ကာယတိလောကနောက်တကောက်ကောက်လိုက်နေတယ်အဲ့ဒါလောကရန်တရားနောက်ကိုလိုက်ပြီးတော့ရရင်ကျင့်တတ်တယ်မကြရင်မရရင်မကျင့်တတ်ဘူးအဲ့ဒါအကြားမြင်မရှိတဲ့အတုတ္တဝါပုထုဇဏောလူမိုက်လန်းစင်နဲ့ကြားမြင်ရှိတဲ့တုတ္တဝါအရိယာသာဝကောကဘယ်လိုလောကရန်မျိုးကြုံကြုံမိမိတို့ရဲ့အဓိကပန်းတိုင်ဟာစောစောကပြောခဲ့ပြီဘုရားရှင်တို့သူတော်ကောင်းတို့ရဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့အမြင့်ဆုံးပန်းတိုင်ကပါလေအဲ့လိုလေးမဟုတ်ပါဘူးခိုင်မြဲသောတရားပွဲမပြီးသေးဘူးတရားပွဲမပြီးသေးဘူးမိတ်ကုန်ငါအကုန်ပြစ်လိုက်တို့ပန်းတိုင်ကပါလေခိုင်မြဲသောသီလခိုင်မြဲသောသမာဓိခိုင်မြဲသောပညာရှင်းရလားဒီလောကရဟာသူ့အတွက်အရေးကိုမလုပ်ဘူးတဲ့ငွေရလဲသီလသမာဓိပညာအပြစ်မခံဘူးငွေမရလဲသီလသမာဓိပညာခုနင်တို့ကနည်းနည်းမွဲမယ်မကြံနဲ့ခိုးဖို့အစဉ်သင့်လိမ်ဖို့အစဉ်သင့်သတ်ဖို့အစဉ်သင့်ဟုတ်လားမဟုတ်လားဦးဇင်းပြောတာမှန်လားမမှန်ဘူးလားခုပတ်ဝန်းကျင်ကိုလေ့လာကြည့်လောကရန်ကိုခံနိုင်တဲ့လူနဲ့မခံနိုင်တဲ့လူဘယ်ရင်ကများလူတစ်မျိုးရှေ့တင်တစ်မျိုးအခုတစ်မျိုးနင်တို့ဘသူသေးသေးအဲ့ဒါဗမာပြည်ဝါဒမြန်မာနိုင်ငံကြာရှုံးသွားခြင်းရဲ့ဝါဒအယူမှားဆိုတာအဲ့ဒါပဲမိမိရဲ့ငြိမ်းချမ်းရေးလောကငြိမ်းချမ်းရေးဒါဖြင့်အဲ့ဒီပုဂ္ဂိုလ်တွေကလောကရန်ကိုအောင်နိုင်တဲ့လူတွေလားကြာရှုံးတဲ့လူဒီနေ့မြန်မာနိုင်ငံဘိုင်းဘိုင်းလဲသွားခဲ့ပါပြီဒီတိုင်းဆက်အိတ်နေရင်မြေကြီးတွေရောက်ဖို့ပဲကြံတော့တယ်တို့ဘာလုပ်မလဲဘာလုပ်ကြမလဲအေးဘယ်လိုယုံမလဲဟဲ့ရည်ုံကြည့်တာငါတရားဟောနေတာအခုတနာကြီးပြည့်တော့နင်တို့သဘောမပေါက်အခုဒီတိုင်းပဲလောကရန်အောက်မှာအရှုံးခံတော့မလားအရှုံးခံကြမလားဟောငါအော်မအော်မဟုတ်အရှုံးမခံဘာလုပ်မလဲရွာသားတွေဘာလုပ်ကြမလဲအေးစီဘောကွာနင်တို့လည်းမဖြေနိုင်မပြန်နဲ့ငါလည်းမပြန်ဘူးအေးသာဓုသာဓုအဲ့တယောက်ပဲမင်းနဲ့ငါနဲ့ပြန်မယ်သူတို့ထားခဲ့တော့တရားဟောကြနာကြတယ်ဆိုတာအလုံးမှတ်ထားဦးဇင်းသိတာတွေတတ်တာတွေထိုင်ပြောသွားခမည်းတော်တလုံးမှမသိရင်အဲ့ဒီတရားပွဲဟာအဓိပ္ပာယ်ရှိလားရှိပါဘူးအောင်မြင်တယ်လို့ပြောလို့တချို့ကအခုတရားပွဲတွေကိုအမလီလူတွေဘလောက်လာတာဓမ္မပူဇာဘလောက်ရတာသိကြီးကျယ်တဲ့တရားပွဲဦးဇင်းကြည့်ပြီးပြုံးဒါကိုသူတို့ကအောင်မြင်တယ်လို့ထင်ဦးဇင်းတရားဟောလာတာ25နှစ်ရှိယဟန်ဝါလည်း25ဝါယဟန်တဝါရကြတဲ့တရားဟောဒါပေမဲ့ဒီနိုင်ငံမှာတော့တမ်းမဝင်တဲ့ဓမ္မဂတိကနော်သူတို့စည်ရင်ထဲမှာမဝင်ဘူးသူတို့သတ်မှတ်ချက်နဲ့မပြည့်စုံလို့တဲ့အဲ့ဒါသူတို့နိုင်ငံရဲ့သတ်မှတ်ချက်တို့သာသနာရဲ့သတ်မှတ်ချက်မဟုတ်တဲ့အတွက်ငါနဲ့မဆိုင်သူတို့ဘာသတ်မှတ်သတ်မှတ်ဦးဇင်းရဲ့ခံယူချက်ကတရားတစ်ပွဲဟောလိုက်ရင်ဟောတဲ့တရားနာပိဋကအတိတရားရရမယ်အမြင်မှန်ရရမယ်ကိုယ်ပိုင်ဉာဏ်နဲ့ကိုယ်တိုင်သိသွားမှအဲ့ဒီတရားပွဲကိုအောင်တယ်လို့ဦးဇင်းကခံယူထားတယ်ကိုရှေ့မှာသူတော်ကောင်းတို့ကိုတိုင်းတိုင်းဝိုင်းဝိုင်းပြောလာခဲ့ပြီလားကိုယ်တိုင်အဖြေမထုတ်နိုင်ဘူးဆိုဒီနေ့ဦးဇင်းသင်တာညံ့နေသေးလို့ဘလောက်
ကယ်အိုးဆရာတော်နာမည်ကြီးတယ်ပြောမင်းတို့သိအောင်မဟောနိုင်ရင်အလကားဆရာတော်ပဲနောက်မပင့်နဲ့ဟောပါလေနော်တရားဟောတယ်တရားနာကြတယ်ဆိုတာနားထောင်ကောင်းဖို့လားမဟုတ်ပါဘူးနားထောင်ကောင်းရင်တချင်းအဆိုးတော်ခေါ်ပြီးဆိုပလိုက်မှာပေါ့ကပလိုက်မှာပေါ့နားထောင်ကောင်းဖို့မဟုတ်ဘူးဒါဖြင့်မျက်လုံးအရသာခံဖို့လားမဟုတ်ဘူးမျက်လုံးအရသာခံရင်မင်းသားမင်းသမီးခေါ်ပြီးကမှာပေါ့အတိတိုးဖို့ပညာတိုးဖို့တရားနာတာအခုသူသိငါမြတ်စွာဘုရားပြောတဲ့တရားတော်အတိုင်းသူတော်ကောင်းတို့ကိုဒီနေ့မြန်မာစကားပြေနဲ့နားလည်အောင်လွယ်လွယ်ကူကူသိအောင်ရှင်းပြနေတာဟောဒီလောကရန်နောက်မှာလက်ရမှုမှာตาယာလောဘဖြစ်လက်မရမှုမှာဒေါသဖြစ်အချွေရများမှုမှာตาယာလောဘဖြစ်မာနတဲ့အချွေရနည်းမှုပေါ်မှာဒေါသဖြစ်တောကရောက်ချီးမွမ်းဘယ်သူဆုံးမလဲမြတ်စွာဘုရားရဲ့အဆုံးအမမရှိဘူးလားအဲ့တော့ဒုဘဝရဲ့အနှစ်သာရဟာဘာလဲမဆရာရဲ့အဆုံးအမသီလဘဝရဲ့အနှစ်သာရဘဝရဲ့ပန်းတိုင်ဟာအဓိသီလအဓိစိတ်ဓာတ်အဓိပညာဒါဖြင့်ငွေရမှုမရမှုနဲ့သီလသမာဓိပညာဘယ်ဟာတန်ဖိုးထားဒီလိုမေးမှဒီလိုဖြေတတ်တာပညာမဟုတ်ဘူးခုနကအဖြေထည့်မေးပေးသွားလို့မင်းတို့ဖြေတတ်တာရှင်းမှငါပြောခဲ့ပြီးသားဒီလောကရန်တရားတွေဟာငါတို့အတွက်အရေးကုန်ကြည့်ဘူးငွေရတာမရတာငါတို့အလုပ်မဟုတ်ဘူးငါတို့အလုပ်ကပါလေသီလသမာဓိပညာနဲ့ပြည့်စုံမှုပြန်ပြောအဲ့တော့ငွေရခြင်းမရခြင်းကိုအရေးလုပ်ရမလားသီလသမာဓိပညာကိုတန်ဖိုးထားရမလားငွေရလို့လည်းသီလမပြတ်စေနဲ့တချို့ကချဲပေါက်ခါရှိသေးတယ်လောင်ကစားသမားအတောက်စားသမားစီဝါရေးလေးနည်းနည်းဖြစ်တာနဲ့အငယ်နှောင်းထားခြင်းသီလမလုံခြုံတော့ငကောကရိုးရိုးသားသားကြိုးစားနေတာငွေကြေးလေးနည်းနည်းနဲ့ကတ်လာရောအတောက်စားဖက်လာပြီအပျော်ပါမဲ့လာပြီဒါဗမာလူမျိုးရဲ့အကျင့်သီလဘိဖယ်လိုက်ပြီဘယ်ရောက်တော့မှမသိတော့ဆင်းရဲနေရင်ညီးတယ်နည်းနည်းလေးချမ်းသာလိုက်တဲ့ယာဓုမရခင်တညီလည်းပဲယာဓုလည်းရပြီးအောင်ဥက္ခလည်းတင်လိုက်အောင်တပေါက်တယောက်တစ်ပေါက်ဖြစ်ကုန်အဲ့ဒါဘာလို့တန်ဖိုးမထားလို့လဲရှင်းရလားရှင်းရလားဦးဇင်းပြောတာသဘောပေါက်သလားတရားနာရင်ကိုယ်ပိုင်ဉာဏ်ရအောင်ယူသွားလောကဓာတ်ဆိုတာဘယ်သူဖြစ်ဖြစ်ရှောင်လွဲလို့မရဘူးလောကဓာတ်ကိုအရင်လို့ပြောနေကြမလို့အရင်လို့ပြောနေဆိုတာပညာမဲ့လူရန်ကလူမိုက်လို့ပြောနေတာငွေမရှိလို့လည်းသီလပြည့်စရာမလိုဒီနေ့ဒီနိုင်ငံမှာခိုးစားနေတဲ့လူတွေအတိတ်ကံမကောင်းလို့ခိုးစားနေရတာလားဘာဖြစ်လို့ခိုးစားနေကြလဲအေးတခွန်းနဲ့ပြောရင်တိတ်ခါမရှိလို့ခိုးစားနေတာရှင်းလားလိန်စားနေတဲ့လူတွေတောင်းစားနေတဲ့လူတွေခြောက်စားဟောက်စားလုပ်နေတဲ့လူတွေတကယ်အမြင့်မြတ်ဆုံးနော်ရုပ်ဆွအဆုံးဦးဇင်းတို့ပြောတဲ့ထဲမှာနံပါတ်1ပါလာတယ်ကျောင်းဆရာမဘဝဆိုတာတကယ်တမအာဇီဝနဲ့တကယ်ကုသိုလ်ရတဲ့အလုပ်အဲ့ဒီအလုပ်လုပ်နေတဲ့လူတွေတောင်သိက္ခာမရှိတော့ဘူးဆိုမှတော့ဒီတိုင်းပြည်ဖတ်ဆင်လို့ပညာရေးမှုတဲ့ကျောင်းဟောင်းတွေပြပြီးတော့လိန်စားတယ်မရှိတဲ့အကြောင်းတရားအကြောင်းတွေပြပြီးလိန်စားတယ်ကျောင်းပညာရေးတိုးတက်အောင်ကျောင်းဆရာမတွေပြည့်စုံအောင်ကျောင်းသူကျောင်းသားတွေအတွက်အဆင်ပြေအောင်ဘာတစ်ခုမှလုပ်မပေးဘဲနဲ့ပညာရေးမှုလုပ်တဲ့အဲ့လူဝန်ကြီးဖြစ်တယ်ဒီနိုင်ငံမှာဘယ်ဌာနရဲ့လူကြီးလို့ပြောလိုက်ရင်ဒါလူလိန်ကြီးသခိုးကြီးလူယုံမှကြီးမို့လို့ဒီနေရာရတော့တာအဖြစ်ရှင်းလေးပဲငါရှိတကောင်မလာရဲဘူးလာတယ်ရှင်မဲ့ဘယ်ဌာနဩခိုးလို့ဝပါလားမေးတော့ပါလားရှင်းလားအဲ့ဘာလဲဘာကိုတန်ဖိုးမထားလို့လဲတိတ်ခါကိုတန်ဖိုးမထားလို့
သိက္ခာကိုတန်ဖိုးမထားကြမချင်းခင်ဗျားတို့လောကဓာတ်အောက်မှာဘိုင်းဘိုင်းလဲနေကြမှာခုလောကဓာတ်ကိုကြာရှုံးသွားတဲ့အတွက်ပတ်ဝန်းကျင်တစ်ခုလုံးခုမင်းတို့ကိုပတ်ဝန်းကျင်ကိုနိုင်ငံချမ်းသာနေလားဆင်းရဲထက်တန်းရောက်နေလားအောက်တန်းရောက်နေတနိုင်ငံလုံးကြိုက်တဲ့နေရာမေးဒီဖြေပဲခင်ဗျားတို့ဖြေတယ်ဘာလို့အောက်တန်းရောက်နေတာလဲမှတ်ထားဗါရဲ့ကျေနပ်ကြလားဒါဖြင့်အဲ့ဒီသိက္ခာတရားနဲ့လတ်လာပါနဲ့ဘယ်ဟာကအရေးကြီးလဲသာဓုသာဓုသာဓုမှတ်သွားကြပါဆောင်းသွားကြပါဟုတ်ပြီနော်ချင်းမွန်းခံရမှုကဲ့ရဲ့ခံရမှုနဲ့သိက္ခာဘယ်ဟာအရေးကြီးလဲကျိုက်တဲ့လူတွေပြောကြရင်ပြောကြပါစေကိုယ်သိက္ခာလမ်းစဉ်အပြည့်မခံဖို့ပဲအရေးကြီးတယ်ဦးဇင်းတို့တပါးတဲ့ဒီတိုင်းလျှောက်တယ်ရဲရဲဝုံဝုံပဲလျှောက်တယ်ဘယ်သူမှမပါလဲတယောက်တည်းလျှောက်ရှင်းလားနောက်ကနေချင်းကြောင်လို့တစ်မျိုးချော့လို့တစ်မျိုးနှီးမျိုးစုံနဲ့လာတယ်မင်းတို့ဘာပြောငါယုံကြည်ထားတဲ့လမ်းကြောင်းတိုင်းငါလျှောက်ငါဘဝအတွက်ငွေလည်းမလိုထင်ပေါ်ကြော်ကြားမှုလည်းမလိုဘာစုတစိမ့်မှလည်းမလိုရှင်းလားသိက္ခာထက်တန်ဖိုးထားအပ်တဲ့အရာအားလုံးကိုစီဒီအသိမရမချင်းခမည်းတော်ဘဝကိုလည်းထူထောင်လို့မရသလိုခမည်းတော်ပတ်ဝန်းကျင်ကိုလည်းထူထောင်လို့မရလူတဦးချင်းမိသားစုတစ်စုချင်းရပ်ကွက်တစ်ခုချင်းမြို့နယ်တစ်ခုချင်းနိုင်ငံတစ်ခုချင်းရဲ့အောင်မြင်ခြင်းဆိုတာသိက္ခာပဲဒီမိသားစုတစ်စုအောင်မြင်တယ်ဆိုတာသိက္ခာရှိတဲ့မိသားစုဟာဘဝတစ်သက်တာလုံးဘယ်တော့မှပျောက်ဆုံးသွားခြင်းရှင်းလားအလုံးသဘောပေါက်သလားဒီနေ့ထိဦးဇင်းတို့တော်အောင်တို့မမေ့သေးတဲ့ဗိုလ်ချုပ်အောင်ဆန်းမရှိဘူးလားအေးသူ့ကိုဒီနေ့ထိမြန်မာနိုင်ငံသူနိုင်ငံသားတွေဘယ်သူတွေဘလောက်ဖြောက်ဖြက်မမေ့ကြတာဘာကြောင့်လဲသိက္ခာဗျသူသိက္ခာကြောင့်ကျင်းသလားဒီနေ့မမေ့ဘူးဆိုတဲ့မိသားစုဟာသိက္ခာကြောင့်မမေ့တာသိက္ခာမရှိတဲ့လူတွေဒီနေ့လူတွေရဲ့အတိထဲမှာရှိတော့တော့ပါလားဒါကြောင့်ဘသူတရားပြက်အဲ့တော့မြတ်စွာဘုရားကจิตသားတို့တဲ့အတုဒ္ဒဝါပုထုဇနောအကြမ်းမြင်မရှိတဲ့ပုဂ္ဂိုလ်တွေဟာလောကဓာတ်နဲ့ကြုံတိုင်းတုံလို့တယ်တုံလုံးမှုနောက်မှာဗရဏကြတဲ့သီလသမာဓိပညာကိုအပြည့်စည်းခံကြတယ်အဆုံးရှုံးခံကြတယ်လောကကိုကြာရှုံးသွားကြတယ်တဲ့လောကဓာတ်အောက်မှာနစ်မွန်းသွားကြတယ်အဲ့ဒါအတုဒ္ဒဝါပုထုဇနောငါဘုရားရဲ့တပည့်သားသုတ္တဝါအရိယသာဝကောငါဘုရားရဲ့တပည့်သားသာဝကမှန်ရင်လောကဓာတ်နဲ့သိက္ခာဘယ်ဟာတန်ဖိုးထားငါဘုရားသားတော်တွေကလိုက်ရသည်ဖြစ်စေခြေရန်ပေါ်သည်ဖြစ်စေချီးမွမ်းခံရသည်ဖြစ်စေချမ်းသာသည်ဖြစ်စေဘယ်တော့မှသိက္ခာအပြည့်မခံလက်မရသည်ဖြစ်စေအခြေရန်မရှိသည်ဖြစ်စေကဲ့ရဲ့ခံရသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေသိက္ခာအပြည့်အမြဲတမ်းသီလသမာဓိပညာသိက္ခာကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်ဟာငါဘုရားရဲ့သားတော်သမီးတော်အစ်စ်ပဲတဲ့ရှင်းမလားဒါဖြင့်ခင်ဗျားတို့ဘုရားကိုဗာနဲ့ပူဇော်အဲ့ဒီသိက္ခာတရားနဲ့သီလသိက္ခာကျင့်ကြလားသိက္ခာရှိတဲ့လူဟာလောကဓာတ်ကြောင့်တုန်လှုပ်ခြင်းမရှိဘူးသိက္ခာမဲ့တဲ့လူကလောကဓာတ်ကြုံတိုင်းတုန်လှုပ်တယ်ဘောပါလားလောကဓာတ်ဆိုတာအကောင်းကိုခေါ်တာလားအဆိုးကိုခေါ်တာလားမှတ်ထားအဆိုးရောအကောင်းရောတချို့ကဆင်းရဲတုန်းကကိုကျင့်တရားကောင်းတယ်ချမ်းသာမှကိုကျင့်တရားနော်ရအောင်နိုးထပြီးတော့အကောင်းဆုံးအမြင့်ဆုံးဘဝကိုတည်ဆောက်ကြစို့ဟုတ်ပလားဟဲ့ဘယ်သူကလမ်းညွှန်သွားတာမြတ်စွာဘုရားကျုပ်မဟုတ်ဘူးရှင်းလား
အဲ့တော့မြတ်စွာဘုရားပေးတဲ့အတိုင်းလမ်းစဉ်အတိုင်းလောကကိုအနိုင်ယူဖို့ကြိုးစားသင့်မကြိုးစားသင့်ဘာနဲ့အနိုင်ယူကြမှာသီလသိက္ခာသမာဓိသိက္ခာပညာကဲသိက္ခာရှိရှိကြည့်လိုက်စမ်းကွာငွေရခြင်းကောမြဲသလားရာထူးတက်ခြင်းကောဘွဲတစ်စိတ်လက်မှတ်ကောတပင်ကအတိုင်းဝိုင်းလေးတစ်ခုရဲ့ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းဆိုတာတို့တော့အရေးပါသလားအားလုံးကဖြစ်ပြီးရင်ကဲဖြစ်ပြီးပြတ်တာဘာသစ္စာသိတဲ့ဉာဏ်ကမေဃသစ္စာခေါ်တယ်မေဃဆိုတာလမ်းသစ္စာဆိုတာအမှန်လမ်းမှန်တို့အတွက်လမ်းမှန်ကဘာလဲသီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာသိက္ခာလမ်းစဉ်ဟာလမ်းကြောင်းအမှန်လမ်းကြောင်းမှန်ပေါ်လျှောက်ရင်ဒီလမ်းမားတွေလာအောင်မလားလမ်းမားမှာအမားတွေလှုပ်เสียအကြောင်းမရှိရင်လောကဓာတ်မှာကြာရှုံးเสียလောကဓာတ်ကိုအောင်နိုင်တဲ့လူမှဘယ်ရောက်မှာလဲနိဗ္ဗာန်ဆိုတော့နိရောဓသစ္စာအဲ့ဒီသစ္စာ၄ချက်ကိုကိုယ်ပိုင်ဉာဏ်နဲ့ကိုယ်တိုင်သိပြီးတော့ဒီဘဝဒီခဏမှာပဲသီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာတို့ရဲ့ပြည့်စုံခြင်းနဲ့အတူနိရောဓသစ္စာကိုမျက်မှောက်ပြုနိုင်အောင်ကြိုးစားကြပါစို့လို့လေးစားစွာနဲ့တိုက်တွန်းရင်းဒီညဒီမြနဲ့နာကြစို့